အောင်မြင်နိုင်တာဘာကြောင့်လဲ Recording in progress. ဘာကြောင့်လဲဆိုတော့ကကျွန်တော်တို့မှာဖျားခိုင်းတာမလုပ်ကြဘူးဖျားခိုင်းတာမလုပ်ဘဲနဲ့ကဘာပေါ်မှာများစွာသောမို့တော်ဆောင်တွေဖျားခိုင်းတာမလုပ်ဘူးဖျားအားမကူဘူးဆိုတော့ average ကြောင့်ကျွန်တော်တို့မှာမအောင်မြင်ဘူးမအောင်မြင်လက်နာမလည်နိုင်ဘူးဘာဖြစ်လဲဆိုတော့ကတချို့ကဘာကြောင့်မအောင်မြင်တာလဲဆိုတော့အများစုကကိုယ်တိုင်ဘောနဲ့ game မဖြစ်ဘူးအသက်မရှင်ဘူးလေကိုယ်တိုင်အသက်မရှင်ဘူးနော်ဘောနဲ့ game မဟုတ်ဘဲနဲ့အမို့တော်ဆောင်တာအဲ့ဒါတွေအများကြီးပဲကဘာပေါ်မှာလေကိုယ်တိုင်ကယ်ရင်ချင်းတော့တောင်းမရောက်ဘဲနဲ့အမို့တော်ဆောင်နေကြတာဘယ်လိုလုပ်ဖယားကအသုံးပြုနိုင်တယ်နော်အဲ့ဒါကြောင့်ပဲဖြစ်တယ်နော်အဲ့ဒါပြန်သွားရအောင်အဲ့ဒါကြောင့်ကျွန်တော်တို့မှာတီးချအောင်ကိုစစ်စေးပါခင်ဗျားကိုယ်တိုင်ကယ်တင်ချင်းသဘောပေါက်ရဲ့လားသဘောပေါက်တာနဲ့မဟုတ်ဘူးကိုယ်ကယ်တင်ချင်းတို့ရောက်ပြီးပြီလားသဘောပေါက်တာနဲ့ကယ်တင်ချင်းတို့ရောက်တာလဲကွာပြီးတယ်နော်အကုန်လုံးဖယားရဲ့ခေနာကယ်တင်တဲ့အကြောင်းသိသွားတာနဲ့ကိုဘောနဲ့ကယ်မဟုတ်ဘူးနော်ကိုယ်တိုင်ကယ်တင်ပြီးပြီဆိုတာကိုသဘောပေါက်ယုံမကပဲနဲ့စိတ်ချဖို့လိုအပ်တယ်အဲ့ဒီစိတ်ချမှုမရှိဘဲနဲ့မို့တော်ဆောင်ရင်တန်ရှင်တော်ဝိညာဉ်တော်အသုံးပြုလို့မရဘူးတန်ရှင်တော်ဝိညာဉ်တော်မရဘဲနဲ့မို့တော်ဆောင်တဲ့ဥစ္စာကမအောင်မြင်နိုင်ဘူးနော်ဆိုတော့အဲ့ဒီမှာလေတစ်ချက်ပြန်စစ်စေးဖို့လိုတယ်နော်ကျွန်တော်တို့Methodist အတင်းတော်ရဲ့ဖခင်ကြီးဖြစ်တဲ့ John Wesley ဆိုတာကြားဘူးကြလားတော့မသိဘူး John Wesley လေသူကအဲ့ဒီခေတ်ကဆိုရင်အမေရိကန်ပြည်ထောင်စုဆိုတာကကိုလိုနီနယ်ပဲရှိသေးတယ်လူကြီးပြောင်းခါစလေးပဲရှိသေးတယ်အဲ့ဒီမှာသူကအင်္ဂလန်နိုင်ငံကနေပြီးတော့မှသွားတယ်လေmissionary အနေနဲ့သွားတာပေါ့အဲ့ဒီတော့ကအမေရိကန်ကတော့မဖွင့်ပြသေးဘူးအင်္ဂလန်နိုင်ငံကတော့တော်တော်ဖွံ့ဖြိုးနေပြီနိုင်ငံကြီးဖြစ်နေပြီအဲ့ဒါမှသူတခါရင်းနဲ့အမေရိကန်မှာသွားပြီးတော့ missionary လုပ်တယ်လေလုပ်တော့အပြန်လမ်းမှာတင်းဖို့နဲ့ဘာဖြစ်လဲဆိုတော့ line တဘူးမိတော့တော်တော်လေးကြောက်ရတယ်တဲ့အဲ့ဒီချိန်မှာသူတီးရမှာကြောက်တယ်ဒါနဲ့သူတီးတော့ကောင်းကင်နိုင်ငံရောက်မယ်ဆိုတာစိတ်မချအဲ့ဒီမှာအဖွဲတစ်ဖွဲကတော့တချင်းဆူနေကြတယ်တခါနဲ့တင်းပေါ်ထဲမှာလေမစိုးရင်ပဲနဲ့မင်းတို့တော့လီတင်းပုံမုံတိုင်းခြံနေဥစားမကြောက်ဘူးလားတီးရမှာဆိုတော့မကြောက်ဘူးတဲ့ဘာကြောင့်လဲဆိုတော့ငါတို့ကတီးရင်လည်းကောင်းကျင်သွားမှာတဲ့အဲ့တော့မှသူကသူ့ကိုယ်တန်တရားရှိလာတယ်လေဒီလူတွေကမကြောက်ဘူးငါကြောက်တယ်စပမ missionary လောက်တာတောင်းမှတို့ကိုယ်တိုင်မစိတ်ချဘူးနော်အဲ့ဒါသူစက်ကတာပဲရှိတာအဲ့ဒီနောက်ပိုင်းမှာသူကဘောနေကပြန်ဖြစ်သွားတာတိစိတ်တော့ကျွန်တော်မမှတ်မိတော့ကျွန်တော်ဖတ်ခဲ့တာအရမ်းကြာလို့လေဆိုတော့အဲ့လိုအခုများစွာတော့ဘိုးတော်ဆောင်တွေတင်ချင်းစိတ်ချမှုမရှိဘဲနဲ့ကောင်းကင်နိုင်ငံကျွန်တော်သွားနေဆိုတာကိုစိတ်မချဘဲနဲ့အမို့တော်ဆောင်နေကြတာနော်အဲ့ဒါဘာတိုင်းလုထုံးလုစင်နေပဲလုတာနဲ့သူ့တောင်းတတ်တယ်နောက်ကျန်စာဖတ်တတ်တယ်တရားဟောတတ်တယ်အပြောကောင်းတယ်အဲ့လိုနဲ့မရဘူးနော်တီးခံတတ်တယ်အဲ့ဒါတခြားဘာသာဝင်တွေလည်းသူတို့ရဲ့ဖုံးကြီးတွေသူတို့ရဲ့အမို့တော်ဆောင်တဲ့လူတွေကဘောနဲ့ကဲမှမဟုတ်တာကဲရင်ချင်းစိတ်ချလို့မှမဟုတ်တာလူအစွမ်းအစနဲ့လည်းလုံနိုင်တယ်နော်အဲ့ဒါတန်တရားရှိစီရာရှိတယ်ကိုစစ်စေးပါခင်ဗျားတင်ကောင်းကင်နိုင်ငံတကယ်သွားမလားအဲ့ဒါမသွားဘူးဆိုရင်တော့အမို့တော်မဆောင်ခင်မှာကိုစစ်စေးဖို့လိုအပ်တယ်နော်ကိုယ်တိုင်မတိချတဲ့ဥစ္စာကသူများပြောလို့မရဘူးပြောလို့ရရင်လည်းပဲဝိညာဉ်တကူမရှိနိုင်ဘူးဘာကြောင့်လဲဆိုတော့ဖယားက
တူလူတွေနဲ့ပဲအလုပ်လုပ်တာကိုအဲ့တော့ကြောင့်ဘောလူကလည်းစာရေးတယ်လေကောရင်တို့စာရေးတယ်ကောရင်တို့စာဆောင်ပရမဆောင်ပြီးသွားပြီယုံကြည်သူတွေကိုစာရေးတာနောက်ပြမဒုတိယဆောင်ပြီးအပြီးခါနေမှသူပါစာရေးတယ်လေဆိုတော့ကအခန်းကြီးဒုနိကောအခန်းကြီး73အငယ်9မှာလေအငယ်9မှာဒီခါနေမှပဲဒီစာရေးတယ်လေနော်တင်းတို့ဒီယုံကြည်ခြင်း၌တည်တယ်လို့မတည်တယ်လို့ဟုတ်ကိုစစ်ကြောကြလို့ဒီဥစ္စာကနောက်ဆုံးပိတ်စာလေအဲ့ချိန်မှာဘာလို့အဲ့ဒါပြန်စစ်စီးခိုင်းတာလဲကိုစုံစမ်းကြတော့အစစ်မခံနိုင်တော့သူမမှန်လေယေရှုခရစ်တင်တို့၌တည်တော်မူဒီဟုတ်ကိုအကြောင်းကိုမသိကြသလို့တဲ့ဆိုတော့ကျွန်တော်တို့အခုဘို့တော်ဆောင်ပါတယ်ဆိုတဲ့လူတွေကကိုပြန်စစ်ဆေးဖို့လိုတယ်နော်တခါရနဲ့လူတယောက်ကိုဘာသာတင်းသွင်းဖို့လောက်ပဲမလုပ်ရဘူးနော်ပါရီရှေရီယာအဲ့ဒါလုပ်တတ်တယ်နော်ကိုเจ้าကြီးเจ้าလှည့်ပြီးတော့မင်းတို့ကဘာသာသွင်းနေတဲ့နော်ဥစ္စာမှာမာတဲ့ခန်းကြီး23ထဲမှာလေဒါကြအဲ့ဒါတွေကျွန်တော်တန်တရားရှိတယ်နော်လူတိုင်းကိုလေအမှုတော်ဆောင်တိုင်းကိုလေဆွေးတာတော့မဟုတ်ဘူးနော်ဆွေးတာတော့မဟုတ်ဘယ်သူမှကျွန်တော်မဆွေးပါဘူးဒါပေမဲ့သူတို့အဲ့တော့ကိုယ်တိုင်ကပြောတယ်လေကျွန်တော်တို့ဘယ်မှာတွေ့ရတယ်လဲဆိုတော့မာတဲ့ခန်းကြီး23မာတဲ့ခန်းကြီး23အငယ်15မှာကြည့်ရအောင်ဟန်ဆောင်တော့ချန်ပီယံဆီဖာရီရှေရူတင်းတို့ဒီအမင်္ဂလာရှိကြ၏အကြောင်းကလူတယောက်ကိုပင်ဘာသာတွင်းချင်းကကုန်းချောင်းရီချောင်းပတ်လေ၍ဘာသာတွင်းပြီးတော့သူကိုလည်းမိမိတို့ထက်နှဆတော့ငရဲသားဖြစ်စီကြ၏ဒုက္ခပဲနော်ဒါပေမဲ့ဆိုလာတယ်ဖာရီရှေရီကအခုကျွန်တော်တို့ကသာမကြိုက်တာနော်သူတို့ခေတ္တကဖာရီရှေဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးနော်ကျန်စာတာဖယားရဲစုတာတောင်းရတယ်တတိလည်းရှိတယ်နော်ဖယားအပြစ်မလုံးမီအောင်ကိုလည်းသူတို့ကြိုးစားတယ်နောက်တပတ်မှာဘယ်နှချိန်စာရှောင်းတာလဲမရက်စာရှောင်းတယ်နော်စေဖို့လည်းဘယ်လောက်ထိတောင်ပေးတယ်လဲမှန်တယ်နော်စေဖို့လည်းမှန်တယ်သူတို့ကဘယ်လောက်ထိတောင်မှန်တယ်လဲဆိုတော့စမိတ်ကြီးရာတွေလေဘယ်ဖတ်တဲ့မွေးကြိုင်တွေကိုဆိုတော့ပေးလူတွေလေနော်သူတို့အသေးစိတ်တို့တော်လေးကိုဖယားတဲ့ခင်ရှိမှလူတွေနောက်တော့မှတပီးမဲ့ဒါကြောင့်ဖာရီရှေဖြစ်ဖို့ကျွန်တော်တို့ကဖယားခစ်တော်ကသူတို့ကိုဆူလိုက်တဲ့အတွက်ကြောင့်အပြစ်တင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖာရီရှေဆိုမကြိုက်တော့ဘူးအခုခေတ်မှာဖာရီရှေလို့ဘယ်သူမှအခေါ်မခံချင်တော့ဒါပေမဲ့ကျွန်တော်တို့ဖြစ်နေမှမသိဖြစ်နိုင်တယ်နော်ပြောလို့မရအောင်တခါတည်းနဲ့ကိုယ်ရိုက်ဖာရီရှေကြီးဖြစ်နေပြီးတော့မမှန်ကန်လုပ်တယ်တခါတည်းနဲ့အပြစ်မလုံးမီအောင်ကိုရှောင်တယ်ဒါပေမဲ့ကဲတင်စိတ်တော့မချဘူးခရစ်တော်ကိုတော့မရဘူးတိနေတာနော်တိဒါနဲ့ကိုမကြည်နဲ့ကြစုနေလို့ကျွန်တော်ပြန်ပြမနောက်ကြောင်းပြန်ပြမကျွန်တော်ပြောချင်နေအဲ့ဒါလိုများတယောက်ရှိရင်လည်းပြောတင်တယ်နော်ဒီအဲ့ဒါလိုမျိုး50ယောက်စပူပြောတင်တယ်နော်ဘယ်နည်းအောင်လဲတော့ကျွန်တော်လည်းမသိဘူးခင်ဗျားတို့အခြေအနေကိုလေဒါကြောင့်ကျွန်တော်တို့မှာပါရီရှေများဖြစ်နေရင်ကိုမသိကြအောင်မသိတဲ့အခါမှာဆက်လုပ်နေရင်အောင်မြင်မှာမဟုတ်ဘူးပါရီရှေတွေကလူကိုတော့နိုင်တယ်နော်လူနိုင်တယ်ဘယ်လိုလုပ်နိုင်လဲဆိုတော့မုတ်ဆိုးမအင်ကိုလေလူယူတင်းစားတယ်လို့ပြောတယ်နော်ဘယ်လိုလူယူတင်းစားရလဲဓမြလူယူတင်းစားတယ်ဆိုတာဓမြတိုက်တယ်လေဒါပေမဲ့တို့တကယ်ဓမြတိုက်သလားမတိုက်ပါဘူးတို့ဘယ်တိုက်မှလဲ
ဒါပေမဲ့ဘယ်လိုနည်းနဲ့ဘာကြောင့်ခရစ်တော်ကမင်းတို့ကမုတ်ဆိုမအင်ကိုလူယူတင်းစားတယ်လို့ပြောတယ်လေဆိုတော့ကမုတ်စေမအင်တော်တဲ့အခါမှာတခါနဲ့ရှီစွာတော့ဆုတောင်းပြီးတယ်လေအဲ့ဒါကမုတ်ဆိုမကအယံအာရကြည်နဲ့တဲ့ချီညူတယ်လီးစားတယ်ဆိုတော့ရှိသမျှစောင်းတယ်မြဟောတစ်တာအောက်ဆုံးဟာဒီကိုထုတ်ပေးလိုက်တယ်လေကြည်နဲ့လေမုတ်ဆိုမကပေးလိုက်တော့ကအမှန်ကမလူယူမသိမ်းစားပါဘူးဒါပေမဲ့တို့ရှီစွာတော့ဆုတောင်းပေးလိုက်တဲ့အခါမုတ်ဆိုမကအယံကြည်ညူလေးစားတယ်တို့ကလည်းဝတ်ယုံကြီးတွေဝတ်တာကိုပါရီရှဲတွေကဖူးချအောင်လေလူတွေအတိမတ်ပြောအောင်အခုခင်မှာဝတ်ယုံတွေဝတ်စားပြလာကြပြီနော်ဟုတ်တယ်မလားအခုကိုင်းကနာတော်တော်များများဝတ်ယုံကြီးတွေဝတ်ကြလားဝတ်ပါတယ်ခင်ဗျားတို့ဝတ်လာကြပြီလားဝတ်ကြပါဘူးအဲ့လိုလည်းရှိပါတယ်ဝတ်တယ်လို့လည်းရှိတယ်ဟုတ်လားတတိထားနော်အဲ့ဒါကျွန်တော်တို့ပုံဝါလေးပဲတင်တာလေးဆရာမယုံပါဘူးပဲတင်နော်လားလူဝကတိုင်ကိုရွေးထားတဲ့ဥစားလေးလေဘာကောမလဲအနီရောင်ဝတ်လေအနီရောင်ပဲပေါ့နော်အရှိမြမြောင်းရဲ့အဲ့ဒါလေးဝတ်တာတချို့စေမသိမသားလေးဒီမှာလေဘင်းမှာဟိုဘာလေးကတ်ထားတာလေလေပတ်လေလေဘင်းမှာအဖြူလေးပတ်ထားကတ်ထားတယ်နော်ပလတ်စတစ်လေးတင်တယ်အဲ့ဒါလေးကမလုပ်တာလေအဲ့ဒါလေးကလူတွေကအားနာအောင်ကိုနော်အထင်ကြီးအောင်ကိုပို့တော်ဆောင်ဆိုတာတိအောင်ကိုလုပ်တာတော်လုပ်သလားမလုပ်ဘူးဓမ္မတော်ရလုပ်သလားမလုပ်ဘူးမသိရဘူးနော်မသိရအောင်ကျွန်တော်တို့လုပ်မယ်မထင်ဘူးကျန်စာကလုပ်မလုပ်တော့မပြောဘူးဒါပေမဲ့ဝတ်ယုံကြီးတွေကိုဝတ်တယ်ဆိုတာတော့ခရစ်တော်ကတဲတွေပါရီရှဲတွေပေါ်ဖြစ်တည်နေလေမင်းတို့ကဘဘွားတွေကိုလည်းဝတ်ယုံကြီးတွေကရှီအောင်လုပ်တယ်တဲ့ဘဘွားတွေလည်းလုပ်တယ်တဲ့ထိတ်ပြားမှာအဲ့ဒါတွေအခုအလုံးအတော်လောက်လာကြပြီနော်ဘယ်ချိန်မှလောက်တာလဲသိလားလက်တက်တဲ့ချိန်မှာဗရဇတ်ပေးတဲ့ချိန်မှာနော်နောက်ရမဘာလဲအာဒိုဘာချတဲ့အခါမှာနိကြီးနိမြက်ဒီမှာလောက်ကြတယ်အဲ့ဒါတွေဘယ်နေလာတာလဲအဒီကတော့ RCBC ကနေသဘောကြတာ RCB ရဲ့ဘယ်ကနေရတာလဲချီတုံးကဒီပရိုဟိတ်တွေကိုဟင်းများကိုအားကြလို့တို့လောက်တာဒါတွေအဲ့ဒီဥစ္စာမဟုတ်အဲ့ဒါတွေလုံနေတဲ့ရကတော့ခင်ဗျားတို့ကျွန်တော်တို့တန်တရားရှိတယ်ခင်ဗျားတမတရားတကယ်သိရဲ့လားဆိုတာအဲ့ဒါကြောင့်ဒါတွေကသူများနဲ့ထူးခြားအောင်မယုံရင်နော်တင်ကားဝတ်ထားတဲ့လူတွေနားမှာနော်ဘုန်းကြီးတွေနားမှာခင်ဗျာဘယ်လိုခံစားရလဲပတ်စကပေါ်မှာအတူရှင်တွဲထိုင်နေဆိုရင်နည်းနည်းစိတ်တမဲ့တမျိုးခံစားရသလားခံစားရတယ်ဒီမှာပြောတော့မပြောဘူးကျွန်တော်မဲကပြောတာမဟုတ်ဘူးနော်မဲကမဲတာမျိုးမရှိဘူးလေမြန်မာနိုင်ငံမှာစစ်ကြတယ်လေနည်းနည်းရှိတော့သိင်းသလား နည်းနည်းရှိတော့ပါတော်တော်လေးကိုချိန်မှာနည်းနည်းမကဘူးထင်တယ်ခင်ဗျာယူရေးစီယာရှိတယ်ဆိုရင်အဲ့ဒီဖုန်ကြီးသားနဲ့တခြားနေရာနှစ်နေရာလွတ်တယ်ဆိုဘယ်ဟာယူရေးမှာလဲခင်ဗျာချားတယ်တခြားနေရာယူရေးမှာမတတ်တာမှပဲဖုန်ကြီးသားမှာနော်အဲ့ဒါကြောင့်ဒီဝတ်ယုံကြီးတွေရာဆိုရင်အဟတ်လောက်ထားတယ်လေဟုတ်တော့မလားအဲ့ဒါတွေကဘာကြောင့်ဝတ်တာလဲဆိုတော့သူများကလီးစားအောင်ယူတီအောင်လုပ်ထားတာတော့အဲ့ဒါတွေဝတ်ခိုင်းသလားဝတ်ခိုင်းဓမ္မတော်တွေကအဲ့ဒါမျိုးတွေအကြောင်းပြောသလားလုံးဝမပြောဘူးနော်ယုံကြည်တော်တိုင်းဒီရှစ်ပရိုဟိတ်လို့ပြောလိုက်တယ်လေဟုတ်တယ်မလားတန်ချင်အောင်ကျွန်တော်တို့မှုရောဆောင်တယ်ဆိုအခုဒီမှာတော့အမျိုးသမီးလည်းအများကြီးပါတယ်ဆိုတော့မှုရောဆောင်တွေဟုတ်ရလို့ဒီကျွန်တော်ပြောတော့ကမှုရောဆောင်တွေပဲလို့ပြောတာဒါပေမဲ့မသိဘူးလားခင်ဗျားတို့ဆိုတော့အမှုရောဆောင်ဆိုပြီးတော့မှတကယ်ပဲကိုယ်တိုင်ပြော
ပျောက်ဆုံးနေတယ်ဘာသာကြီးကောင်းဆောင်ဖြစ်နေတယ်ဆိုရင်တော့ဘလောက်ပဲတင်ဘလောက်ပဲနားထောင်တက်မရှိဘာနဲ့တူတယ်လဲဆိုတော့ကျွန်တော်တို့ဒါကြီးလေဘယ်လောက်ပဲစီတုတ်ဘယ်လောက်ပဲဘော်ဒီဟောင်းပြင်းစက်မနိုးဖို့ဆိုရင်တွားလို့ရသလားမရဘူးကားပါဒီကပါလေ engine နိုးဖို့လိုတယ်ဒုတိယကအရေးကြီးဆုံးကပါလဲဆိုတော့ gearbox ပေါ့နော် gear လောက်ရှာရမယ်engine နဲ့ gearbox ကိုလေစီရမယ် gearbox နဲ့ promo gear နဲ့ promo being ကိုလေစီရမှာလေအဲ့ဒါမှပဲကားသွားလို့ရတာဟုတ်လားမလား engine ကိုလေစီတာကတော့ဓာတ်စီပေါ့အဲ့ဒီဓာတ်စီကတန့်ရှင်းသောဝိညာဉ်တော်နဲ့တူတယ် engine ကကျွန်တော်တို့ရဲ့ဝိညာဉ်ဖြစ်တယ်ဝိညာဉ်နဲ့တူတယ်ဝိညာဉ်နဲ့တက်ရှင်လာမှနောက်ဝိညာဉ်နဲ့တက်ရှင်လာမှစိတ်နှလုံးက gear နဲ့တူတယ် gearbox နဲ့တူတယ်အဲ့ဒီ gearbox နောက်ဘိန်းနဲ့ကျန်တဲ့အပိုင်းတွေကတော့ကူခန္ဓာနဲ့တူတယ်ဒါကengine တီးနေတဲ့စင်သွားလို့ရသလားမရဘူးရပါတယ်ကုန်းစင်းမှာကောင်းသွားလို့ရတယ်ကုန်းစင်းမှာဆိုရင် engine လေးစရာလို့သလားနိုးစရာလို့သလားမလို့အရန်တောင်ကြောက်ရတယ်နော်ကုန်းစင်းမှာဒါပေမဲ့ဘယ်ချိန်မှာသွားလို့မရတော့တာလဲ engine မနိုးရင်တက်မှာတဲ့ခါမှာကုန်းတက်မှာမရတော့ဘူးမြင်းကြီးမှာရသလားတွန်းတဲ့လူရှင်းရတယ်တွန်းတဲ့လူရှင်းတော့ရတယ်ဆိုတော့အဲ့ဒါကြောင့်ကုန်းစင်းဆိုတာကိုကျွန်တော်ပြောပြမယ်ကုန်းစင်းဆိုတာကဘာလဲဆိုကျမ်းမာတယ်ဇာဝနေပြည်လေတယ်နော်အစရအစင်ပြည်နေတဲ့ချိန်ကကုန်းစင်းလို့ခေါ်တယ်အဲ့ဒီချိန်မှာအရာဖို့တော့ဆောင်းတာလွယ်သလားလွယ်တယ်နော်ပရိသတ်တွေကလည်းအားလုံးကကြည်ညိုတယ်လေးစားတယ်နော်အဲ့ဒါကုန်းစင်းလို့ခေါ်တယ်အစရစင်ပြည်တယ်အတင်းတော်ဆိုရင်လည်းငွေရွှင်တယ်နော်ရမကိုပိုင်ကလည်းတင်းသားတိုင်းလည်းကျမ်းမာတယ်ပြဿနာမရှိဘူးဆိုရင်တော့အဲ့ဒါကုန်းစင်းအဲ့ဒီမှာတော့ဘာမဆိုလုပ်ရတယ်နော်အဲ့ဒါကုန်းစင်းနောက်မြင်ကြီးတယ်ဆိုရင်တော့တိတ်အစင်မပြေချင်တော့ဘူးတစ်ချက်အဲ့ဒါခါမှာတော့တွန်းရတယ်ရပါသေးတယ်လူကဲစစ်ဆိုတော့အားလုံးဒါနဲ့ driver ပဲတခါနဲ့ကားထဲမှာအမောင်းခတ်ထဲမှာထိုင်ပြီးတော့ဒါနဲ့ကျန်တဲ့လူတွေကတွန်းလို့ရတယ်လေဟုတ်လားမလားဟေးတခါအားပြီးတော့တွန်းကြဆိုတော့မှတွန်းတယ်ဒါပြီးမဲ့ပုံတက်လိုက်တော့တွန်းလို့ရသေးလားမရတော့ပုံတက်ဆိုတာကအလုံးဝအစင်မပြေတော့ဘူးအလုံးပြုတ်တယ်နော်ဝင်မရွှင်တော့ဘူးကျန်မိုင်းလည်းချူတယ်လာပြီတခါတည်းနဲ့ဆရစင်မပြေတော့ဘူးနော်တယောက်နဲ့တယောက်လည်းပြစ်တင်လာကြတယ်အဲ့ဒါမျိုးဆိုရင်တော့ဆက်သွားလို့ရသေးလားမို့တော့ဆောင်မရတော့အဲ့ဒီခါကျတော့စိတ်ပြတော့ကားကြီးကိုဘာလုပ်လိုက်တာလဲအားကေပြီးတော့မှတခါသူများကားလိုက်မဟုတ်လည်းချင်းနဲ့သွားတော့တာဟုတ်တော့မလားအဲ့ဒါကြောင့်အမှုတော်ဆောင်တွေကဘာဖြစ်ဖို့လို့လဲဆိုတော့ဆက်အရင်နိုးဖို့လို့တယ်ခင်ဗျာဆက်နိုးရဲ့လားပြောမယ်ဒါစင်စက်ကဘာလဲမြန်မာပြည်ကလူတွေပဲဖြည့်စီခြင်းတယ်နော်အမေရိကန်လူတွေကမဖြည့်နဲ့နော်ခင်ဗျားတို့ကဒီမှာသဏ္ဍာန်ကြားတဲ့လူတွေမြန်မာပြည်ကလူတွေကပဲဖြည့်ပါကျွန်တော်တို့ကားမှာတော့အသက်ကဘယ်မှာလဲဆိုတော့ဆက်မှာနော်ဒါဆိုရင်လူမှာကအသက်ကဘယ်မှာလဲဝိညာဉ်မှာစီထဲမှာလူတယောက်ရဲ့အသက်ကဘယ်မှာလဲလူထဲမှာဝိညာဉ်ပဲဖြစ်တယ်နော်
ဥစ္စာမလေးကျန်းစာပြမှာကျန်းစာပြမယ်နော်လူတယောက်ရဲ့အသက်ကဘာလဲဆိုဝိညာဉ်ဖြစ်တယ်မာဘေကျန်းပိုက်လေယာကိုမင်းအငယ်26ဝိညာဉ်နဲ့ကျင်းသောကိုယ်ဒီအတီဖြစ်တဲ့ကဲ့သို့တဲ့ဝိညာဉ်နဲ့ကျင်းတဲ့ကိုဟာပါလေအသေး တဲ့နော်အဲ့ဒါကကိုယ်ခန္ဓာတည်တယ်လို့ခေါ်တယ်ဝိညာဉ်နဲ့ကျင်းတယ်အခုကျွန်တော်တို့ဘာကြောင့်အသက်ရှင်တာလဲဝိညာဉ်ရှိလို့ဒီလိုတိကျကောင်းပြီဒါဆိုဝိညာဉ်ကျွန်တော်တို့လူရဲ့အသက်ကဝိညာဉ်ဖြစ်တယ်အခုဝိညာဉ်ထွက်သွားတဲ့လူတွေကဒီဇုံထဲမှာပါနိုင်သလားပါနိုင်ကိုခန္ဓာထဲကနေဝိညာဉ်ထွက်သွားပြီးပြီနော်ကုန်းပေတာလည်းမရှိဘာပဲပဲနာတာလည်းမရှိဘူးတူတော်လည်းကိုခန္ဓာလည်းကျမ်းမာနေတယ်ဝိညာဉ်ထွက်သွားပြီဆိုရင်ဘာဖြစ်သွားပြီလဲတေဝါရီတီကောဘီသွားပြီဟုတ်ပြီကိုခန္ဓာရဲ့အသက်ကဝိညာဉ်ဖြစ်တယ်ဆိုတာသိသွားပြီဒါဆိုမြန်မာပြည်လူတွေနော်မြန်မာနဲ့ထိုင်းကဆရာတွေပဲဖြေပါဝိညာဉ်နဲ့အသက်ကဘာလဲဖြစ်တော့တရားနော်ဖြစ်တော်လဲပြောလို့ရတယ်ပြည့်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်မရဘူးဆိုရင်တန်ရှင်တော်ဝိညာဉ်တော်မရှိဘူးဆိုရင်တခါတည်းနဲ့ဝိညာဉ်အသက်ရှင်သလားမရှိဘူးဝိညာဉ်အသက်မရှိဘူးဒါဆိုရင်ဘေးဝိညာဉ်အသက်မရှိဘူးဆိုရင်ဘေးအရာကလူကိုဦးဆောင်နေတာလဲမောင်းနေတာလဲစိတ်ကဦးဆောင်နေတာစိတ်ကနေပဲဦးဆောင်နေနော်ကျွန်တော်စိတ်ကလည်းတကူကြီးတယ်နော်တော်တော်လေးကိုစိတ်ကနော်အမှန်ကဘယ်သူကဦးဆောင်ရမလဲလူကိုဝိညာဉ်ဖယားကဝိညာဉ်ကိုဦးဆောင်မယ်ဝိညာဉ်လူဝိညာဉ်ဖယားဝိညာဉ်နဲ့လူဝိညာဉ်ကိုဦးဆောင်ရမယ်လူဝိညာဉ်နဲ့တာမကြောက်ဘူးကိုညွန်ကြားရမယ်စိတ်ကနေဘယ်တော့ညွန်ကြားမှာလဲခန္ဓာကိုအဲ့လိုလာတာအခုကတော့ကျွန်တော်တို့မွေးလာတဲ့အခါမှာဝိညာဉ်နာတည်နေတာလားရှင်နေတာလားတည်နေတာအဲ့ဒီတည်နေတဲ့ဥစ္စာနဲ့ဒါပေမဲ့စိတ်နှလုံးကလည်းလူလေနော်တင်ပြီးတည်းကကျန်းစာတွေကိုဖတ်ပလိုက်နိုင်တယ်လေစိတ်ကနေဖတ်လိုက်တယ်မှတ်ဉာဏ်ကောင်းတဲ့လူတွေစင်အုံမမိတယ်အဲ့ဒါနဲ့အပြောကောင်းတယ်ဆိုရင်တော့ရပြီလေမှုတော်ဆောင်လို့ရပြီလေဟောတော့မလားဟောပေါ့လေနော်ကျွန်တော်နော်ဘုရားဘာသာဆရာတပါးကနေပြီးတော့ဘုန်းကြီးတော့မဟုတ်ဘူးသူကဆရာသူကဘာပြောလဲဆိုတော့ကျွန်တော်ကိုလုံခဲ့တော့ဒီပေါင်းဝါလောက်ရှိသွားပြီ81ဆိုတော့တို့ကြာသွားရင်နော်40ကျော်ကရွာမှာကလေးမျိုးနဲ့မှာကျွန်တော်တို့အဲ့ဒါတို့မြို့မှာရွာမှာကျွန်တော်သွားတဲ့ခါမှာအဲ့ဒီဆရာကဘာပြောလဲဆိုတော့ဆရာကျွန်တော်ကိုတလကိုငွေကျပ်300ထောက်ပံ့ပါတဲ့ငါဒီဆရာတို့ရဲ့ကျန်းစာအုပ်ကို3လအတွင်းမှာအကုန်လုံးအလွတ်ကျက်နိုင်တယ်တဲ့ကျွန်တော်ယုံတဲ့သူ့ပြောတဲ့စာ3လအတွင်းမှာကျွန်တော်ပရိကလို့ခေါ်တယ်နော်ဒီက3ပုံနော်အဲ့ဒါကိုတို့အကုန်ဆောင်နိုင်တယ်မလားတို့ကဆောင်နိုင်အဲ့လိုချက်နိုင်တယ်မလားချက်နိုင်ပါတယ်ချက်နိုင်တယ်တို့ကဆိုတော့ကျွန်တော်ကျန်းစာအုပ်လောက်တော့တို့အတွက်ကအပြော့ပဲအဲ့ဒါတကယ်ပဲလွတ်နေဒါပေမဲ့ကျွန်တော်ဘာပြောလဲဆိုခင်ဗျာအလွတ်ချက်ရင်လည်းအတိတ်ပဲမရှိဘူးလို့အကုန်လုံးအလွတ်ချက်နိုင်နေဘယ်နာမှာပါရှိတဲ့ကျန်းစာမရှိတော့ရင်လည်းအကုန်လုံးရည်နိုင်တယ်ထားပါတော့အဲ့ဒါဆိုရင်လည်းအတိတ်ပဲမရှိဘူးကျွန်တော်တို့ကျန်းစာအဲ့လိုမဟုတ်ဘူးအလွတ်ချက်နိုင်လိုက်ယုံနဲ့ကိုမဟုတ်ဘူးဘယ်နာပဲခါမှာပါရှိလဲဆိုတာတိတာနဲ့ကိုအဲ့ဒါတော့ဆောင်လို့မရအောင်အသက်ရှင်ရမယ်အသက်ရှင်ရမယ်စိတ်ကတော်တကူကြီးတယ်နော်စိတ်ကတကယ်ကိုတကူကြီးတယ်တချို့စိတ်တွေရလေတော်တော်လေးကိုမှတ်မြင်ကောင်းတယ်နောက်ပြီးတော့မှ
တတ်တာလွယ်တယ်နောက်တော့မှအကုန်လုံးလိုက်လုံနိုင်တယ်စိတ်ကလေတယောက်နဲ့တယောက်စိတ်ကမတူဘူးဒါပြင်အဲ့လောက်နဲ့အသက်မရှင်ဘူးအဲ့ဒါခင်ဗျာဖြစ်မှစိုးရတယ်တရားနော်ကိုစစ်ဆေးပါနော်ခင်ဗျာဝိညာဉ်တကယ်အသက်ရှင်ရဲ့လားဝိညာဉ်အသက်ရှင်ရဲ့လားစိတ်ကလေအခုကြည့်ပါလားတခြားဘာသာဝင်တွေမှာဆိုရင်သူတို့ရဲ့ခံယူချက်အတွက်အတိခံရတဲ့သူရှိသလားရှိတယ်ရှိပါ对的သူတို့အတိခံရတယ်လေဟုတ်တော့မလားသူတို့ရဲ့ဟိုဖယားအတွက်အတိခံရတယ်လေနော် communist တွေလည်းသူတို့ရဲ့ခံယူချက်အတိခံရသလားခံရတယ်စင်းရဲ့အတိတော်ခံရတယ်ဆိုတော့ဒုက္ခစင်းရတာများတော့ဘာမှမဟုတ်ဘူးသူတို့အတွက်အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒီလိုမျိုးနဲ့ဖယားမှုတော်ဆောင်လို့မရအောင်ဆောင်းရင်တောင်မှခံများတပည့်ဒီဆရာထက်မသားလို့ခက်တော့ပြောတယ်မလားဟုတ်ကဲ့ဒီဆရာအစစ်ပဲရောက်နိုင်တယ်တဲ့ဆောက်ကအဲ့ဒါကြောင့်ကိုယ်တိုင်ကအသက်မရှင်ဘူးဆိုရင်ကိုရထားတဲ့အတင်းသားတွေကလည်းဘယ်လောက်ပဲရောက်မှာလဲအသက်မရှင်တဲ့ဘာသာဝင်ခရိယန်တွေပဲဖြစ်လိမ့်မယ်အဲ့ဒါတရိထားပူလို့တယ်နော်ကျွန်တော်ဆွေးနေတာမဟုတ်ဘယ်သူကမှဆွေးတာမဟုတ်ဒီဥစ္စာဂျီပူရအဖြစ်အားလုံးတတိထားဖို့ရအတွက်ကျွန်တော်ပြောပြနေခြင်းဖြစ်တယ်နော်ခင်ဗျားတော့ဝိညာဉ်မရဘူးငါအသက်မရှင်ဘူးလို့ကျွန်တော်ခင်ဗျားတို့ဆွေးနေတာမဟုတ်စစ်ဆေးပါဒါဘာကြောင့်လဲဆိုတော့ဘာသာကြီးခေါင်းဆောင်ဘာသာကြီးဦးဆောင်တဲ့သူအမှုတော်ဆောင်ဆိုတာကအဲ့ဒါကြီးများလို့လေခရိယန်လောကမှာလူတွေကောင်းကျင်နိုင်ငံတော့မရောက်တော့ဘူးဝိညာဉ်အသက်ရှင်တဲ့ဆိုရင်အဲကြောင့်အဆဆရစင်ပြေတယ်လူအုပ်များတယ်ဆိုရင်အလုံးငွေလည်းများတယ်အင်္ဂလိပ်လည်းစောင့်နိုင်တယ်ကြီးမားသောပွဲတွေလည်းလုပ်နိုင်တယ်အဲ့ဒါနဲ့ကိုချီလာတော့မှာခင်ဗျာလူတွေအသက်ကိုယ်ဝိညာဉ်အသက်မရှင်လို့ဆိုရင်အလုံးကြီးကောင်းကျင်နိုင်ငံရောက်ဖို့မရောက်ဖို့အဓိကမထားတော့အဲ့ဒါတဲ့စီလုံးညီညွတ်ဖို့လူများဖို့နောက်ပြမလူကြီးများပြီးတော့မှဝဲရလုံနိုင်ဖို့တခါတည်းနဲ့တိုင်းနိုင်မှာကောင်းအတင်းသားတွေကြီးရှုနိုင်ဖို့အဲ့ဒါလောက်ပဲလုံနိုင်မယ်နော်လူတွေကောင်းကျင်နိုင်ငံရောက်မရောက်ကိုကြုတ်ဆိုင်သလားကိုယ်တိုင်နဲ့ဆိုင်ရင်ဆိုင်ဘူးမဆိုင်ဘူးဘာကြုတ်မဆိုင်ဘူးနော်လူတွေကောင်းကျင်နိုင်ငံရောက်ပါမလားဆိုတာတန်တရားမရှိဘူးမပူပင်ဘူးပူပင်တော့ကမရောက်ဘူးအဲ့ဒီအတွက်ကိုအဲ့ဒါလူတွေကြရင်ချင်းအကြောင်းပြောတာကတော့မှကြိုက်သလားမကြိုက်ဘူးအခုတော့ဆောင်အများကြီးလို့ရှိတယ်နော်နာကြီးတယ်ဘယ်တော့ကြရင်ချင်းပြရဖြစ်ပါပြီဆိုမှကောင်းကင်နိုင်ငံရောက်ပြီပဲလို့ထင်နေကြတာတကယ်တမ်းကျတော့မဟုတ်ဘူးမြို့ရောက်မြို့မှာရှိတဲ့ကျန်းစာကျောင်းပုတ်ဆရာကြီးနှစ်ပေါင်း40ကျန်းစာကျောင်းပုတ်ဆရာကြီးလုပ်တဲ့သူတယောက်လေအင်းစင်ယူတဲ့ခါမှပဲနော်နေပြောင်းသွားတဲ့ခါမှာအဲ့ဒီမှာဆရာအတင်းတော်တော်မှာသူပင်းစင်စာလာပဲလေနော်အဲ့ဒီမှာသူဖျားကျောင်းတက်လာမှခရစ်တော်ရရှိသွားတာကျန်းစာကျောင်းပုတ်တော့နှစ်ပေါင်း40မှပဲကဲတင်ချင်းတော့ရောက်တာတို့နဲ့ဒီပဲအဲ့ဒါတွေကြောင့်ပဲလေခရိယန်လောကမှာမအောင်မြင်နိုင်တာအဲ့ဒါကိုပြန်ကြော့တာအဲ့ဒီနောက်လိုက်တာမဖြစ်စေချင်ဘူးခင်ဗျားတို့တို့လေအဲ့ဒါကြောင့်ကဲတင်ချင်းတို့မှမရောက်ဘဲနဲ့ကိုယ်တိုင်ကဲတင်ချင်းစိတ်ချမှုမရှိဘဲနဲ့တခါနဲ့မို့တော့မဆောင်တင်ဘူးလိလာတင်တယ်နော်ကဲရင်ချင်းတော့ငါလည်းဘယ်လိုကဲရင်ချင်းတော့ရနိုင်မလဲသူတို့ပြောနေတဲ့ဥစ္စာဆိုတဲ့ဥစ္စာလေဆက်စရာရေးပဲဒီလောက်ရောက်လုပ်ပြီးမှတခါတည်းနဲ့ကဲရင်ချင်းတော့ကဲရင်ချင်းအကြောင်းပြန်တင်ရရင်တော့ဆိုကြမှာတခါတည်းနဲ့ရှစ်တာမျိုးနော်နောက်ပြမှာပါလေမခံချင်တာမျိုးအဲ့ဒါမျိုးမရှိအောင်ကဲရင်ချင်းတော့ရောက်တဲ့လူကတင်ရမှာကြောက်မလားမကြောက်ဘူးကောင်းကင်နိုင်ငံသွားမယ်ဆိုတာသိတယ်လေကောင်းကင်နိုင်ငံသွားမယ်ဆိုတာသိချရဲ့လားစဉ်းစား
တေးချာ တခါရင်းနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကေတင်ချင်းတို့မရောက်ဘူးဆိုရင်အမို့တော့မဆောင်သေးပဲနဲ့ကိုတိုင်းအတွက်ကိုကေတင်ချင်းစိတ်ချမှုရတဲ့အဖြစ်ကိုဆူတောင်းလိလာတဲ့နဲ့တင်ယူတဲ့နဲ့နော်အဲ့ဒီကေတင်ချင်းသဘောပေါက်သွားပြီဆိုရင်အရန်ဝမ်းသာတယ်နော်အတက်တာပြောင်းလဲလာလိမ့်မယ်အမြင်တွေအကုန်ပြောင်းသွားလိမ့်မယ်အမြင်တွေကျွန်တော်တို့ကေရင်ချင်းတို့ရောက်တဲ့အကြောင်းမှာတန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်လိမ့်မယ်နော်ဘယ်မှာတွေ့ရတယ်လဲဆိုတော့ကယောမအခန်းကြီးရှင်းအငယ်16ပါ16ပါတယောက်ဘလောက်ဖတ်ပေးပါဦးငါတို့ဒီဖရာသခင်ဤသားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူတည်ခံတော်မူ၏ဟုတ်ပြီငါတို့ဖရာသခင်သားဖြစ်ကြသည်ဟုဝိညာဉ်တော်ဒီဆိုတာကတန့်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်ငါတို့ဝိညာဉ်နဲ့တူဆိုတော့ဒီမှာဝိညာဉ်ဘယ်နှပါးရှိလဲနှစ်ပါးနော်အတူတည်ခံတော်မူတယ်ဒီကြီးညာချက်ပေါ့နော်ရှင်းသောဝိညာဉ်တော်နဲ့ကျွန်ုပ်တို့ရဲ့ဝိညာဉ်ကကိုယ်တွဲကြီးညာချက်ထုတ်ပြန်တာပေါ့နော်တိုင်းနိုင်ငံတွေမှာခေါင်းဆောင်တွေလေတဲ့အခါမှာသူတို့နောက်ဆုံးမှာကိုယ်တွဲကြီးညာချက်တွေထုတ်ပြန်တတ်တယ်လေနော်အဲ့ဒါလိုပဲကျွန်တော်တို့တန့်ရှင်းသောဝိညာဉ်တော်နဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကအတူတကွကြီးညာချက်တက်တည်ခံနိုင်မယ်အဲ့ဒါပါလဲဆိုတော့ငါဒီဖယားသားဖြစ်ပြီဆိုတဲ့ဥစ္စာကိုလေဖယားသမီးဖြစ်ပြီဆိုတာကိုရှင်းလင်းစေလိမ့်မယ်အဲ့ဒါတယောက်နဲ့တယောက်လုတ်ပြီးလို့မရအောင်ကိုယ်တိုင်းပဲဟောစာဖို့လို့တယ်နော်လောရကြီးအတင်းတော်မှာဆိုရင်ခရစ်တော်ပြောတယ်လေလောရကြီးအတင်းတော်မှာဗျာဒိတ်ကျမ်းခန်းကြီး3အငယ်20မှာဗာပြောတယ်လေငါရီတကားရှိမှရက်၍ခောက်လျက်နေတဲ့အချင်းသူရင်းငါအတန်ကြားတကားဖွင့်ထို့သူရှက်တော့ငါဝင်နေတဲ့အဲ့ဒီလောရကြီးအတင်းတော်မဟုတ်လားဟုတ်တယ်ဟုတ်ပါတော့ရဲ့တင်းတော်လားစာဒနာတင်းတော်လားဖရာရဲ့တင်းနော်ခရိယန်ပဲလေဒါပေမဲ့ခရစ်တော်ရှိရလားအဲမှာမရှိတော့ရှိခရစ်တော်ပဲရောက်နေတာလေအပြင်ရောက်နေတော့မပါဘဲနဲ့တို့အစင်ပြေနေတယ်အဲ့ဒီအတင်းတော်ကလေနော်တို့မပဲအရာမမလို့တဲ့နော်အဲ့ဒါတကယ်ပဲဖတ်လိုက်အောင်နော်ဖတ်လိုက်မှပဲကောင်းမယ်ဗျာဒိတ်ကျမ်းခန်းကြီး3အငယ်3အငယ်20ဖြစ်ပြီမဲ့လို့ဟွာလောက်နေဖတ်ရအောင်အငယ်14ကနေပြမအဲ့ဒီအတင်းတော်မျိုးအဲ့ဒီလူစားမျိုးကျွန်တော်တို့များနေမှာစိုးရတယ်ကဲဆရာတယောက်လောက်ဆရာဇောကဖတ်ပြနိုင်မလားအော်ကိညူနိုင်ရှိတော့အတင်းတော်၌တမန်ကိုဤတို့ရေး၍မာလိုက်လောဘုရားသခင်၏ဝိရိယတတဝါတို့အထုပ်တစ္ဆာရှိ၍ပုံမှန်တော်တတိခံအာမင်ဟုအမိန့်တော်ကငါ၏အကျင့်ကိုတင်းအကျင့်ကိုငါတည်၏တင်းသည်အေးမဟုတ်အပူမဟုတ်ဒီကိုငါတည်၍အေးချင်းဖြစ်စေပူချင်းဖြစ်စေတခုခုကိုငါလိုရှိ၏ထို့တို့အေးမဟုတ်အပူမဟုတ်နှွေးယုံရှိသောကြောင့်ငါ၏ထတွင်သည်တင့်ကိုထွေးလူပြီတင်ကလည်းငါသည်ဥစ္စာရတတ်၏ဗန္နာများကိုလည်းစီဖူးပြီးတစုံတစ်ခုကိုမြမလိုဟုပြောဆို၍ကိုယ်တိုင်ပင်ပန်းခြင်းတနာဖွယ်ဖြစ်ခြင်းဆင်းရဲခြင်းမျက်စိကန်းခြင်းအဝတ်ချီစီရှိခြင်းဖြစ်သည်ကိုမသိပါတကားတင်၏ဥစ္စာရတတ်ခြင်းကမိကိုချွတ်ပြီးမှရွှေကို၎င်းအဝတ်ချီစီရှိ၍သူတစ်ပါးရှိမှမရှက်စေခြင်းကခြုံเสียဖို့ဖြူသောအဝတ်ကို၎င်းငါထံမှဝယ်လောဒီမျက်စိကိုမြင်စေခြင်းကမျက်စိ၌မျက်စင်ခတ်
လောဟုတဲ့အားငါဒီအကြံပေး၏ငါချစ်တဲ့မြတ်တော်သူတို့သည်အပြစ်ကိုငါစစ်ဆေး၍သူတို့ကိုဆုံးမတတ်၏ထို့ကြောင့်ကိုယ်စိတ်ကိုနိုးစော်လောနောင်တရလောငါသည်တကားရှိမှရဲ၍ခောက်လက်နေ၏အချင်းသူသည်ဂိုင်းအတန်ကိုကြား၍တကားကိုဖွင့်အပ်ထိုသူရှိရတော့ငါဝင်၍သူနှင့်အတူစားတောင်းမည်သူသည်လည်းငါနှင့်အတူစားတောင်းလိမ့်မည် ဟုတ်ပြီအဲ့ဒီထင်နော်ဆိုတော့ဒီမှာဒီလိုရကြီးအတင်းတော်မျိုးကျွန်တော်တို့ဖြစ်မှာစိုးရတယ်နော်ဒီသူကလည်းပါလဲဆိုတော့ကဘာကြောင့်နိုးယုံဖြစ်နေတာလဲမပူမအေးဖြစ်နေတာနိုးယုံဖြစ်တယ်ဘာကြောင့်လဲဆိုတော့ခရစ်တော်မှမရှိတာကိုခရစ်တော်ပဲရောက်နေလဲဆိုတော့အပြင်မှာရောက်နေတယ်ဒါနဲ့သူတို့ကဘာဖြစ်လဲဆိုငါဒီဥစ္စာရတတ်ကြီးဘာသာများစီးပူပြီးနော်တဆုံတခုမြမလို့ဟုတ်ပြောဆိုရင်ကိုယ်တိုင်ပင်ပန်းတဲ့တနာဝယ်ဖြစ်ခြင်းစီးရခြင်းမျက်စိကန်းခြင်းအဝတ်ချေးစီရှိခြင်းကိုမသိပါတဲ့ကအဲ့ဒါဖြစ်မှာကိုတားဆုံးရင်ကျွန်တော်အခုလူဘလောက်ရှိတဲ့ဒီအခုဒီနေ့ဥစ္စာမှာဆိုရင်လူ50ကျော်ရှိတယ်နော်အများစုကခက်တော်ရပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်အရောက်တော့မရရင်လည်းဒီဥစ္စာပြောတင်တယ်လို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုတော့ကဘူးတရားမှာတကောင်ပျောက်သွားတယ်ခက်တော်ကလှစ်လျူရှို့သလား မလေးဘူးပါဘူး 69ကောင်ကိုထားခဲ့ပြီးတော့ပျောက်တဲ့သိုးတကောင်ကိုမတွေ့အောင်ရှာတယ်လေအဲဒါကြောင့်ကျွန်တော်တို့ဒီမှာလောရီကြီးအတင်းတော်မိကဲသူမျိုးတော့လောရီကြီးအတင်းတော်ကဲတော့ယုံကြည်သူရှိနိုင်တယ်နော်အပြင်မှာဘာမှမလိုဘူးတဲ့ဒါပေမဲ့အဝတ်ချီးစီးဖြစ်နေတယ်လောရီကြီးအတင်းတော်ကအဝတ်ချီးစီးရှိတယ်ဆိုတာရှင်းစရာမကောင်းလား ကောင်းတယ်အောင်ပါ ပြစီရတာဘာဖြစ်နေသေးလဲ ကဲနေ နေတယ်ဒါကြောင့်ဘာမှမမြင်ဘူးနော်နောက်ဆင်းရဲနေတယ်မွေးတည်နေတယ်ဘုခန္ဓာပိုင်းမှာတော့ချမ်းသာပါလေဒါပေမဲ့ဝိညာဉ်ပိုင်းမှာဆင်းရဲနေတယ်ဆိုတော့ဘာကြောင့်လဲတော့ကသူတို့ကအထဲမှာမရှိဘူးအတင်းတော်မှာမရှိဘူးခရစ်တော်ကတကားခောက်နေတယ်အပြင်မရောက်ဘူးအဲဒါကြောင့်အဲ့ဒီလူစားမျိုးနဲ့အတင်းတော်နဲ့အဲ့ဒီလူအမှုတော်ဆောင်နဲ့မေလိုနီးနဲ့မှာဖယားတဲ့နဲ့အလိုတော်မဆောင်နိုင်ဘူးနော်အတင်းဝင်တော့အများကြီးရနိုင်ပါတယ်နော်အဲ့ဒါကတကယ်အတင်းတော်မဟုတ်ဘူးလူမှုရေးအဖွဲ့အစည်းပဲဖြစ်တာဖြစ်တော်နာမည်ခံလူမှုရေးအဖွဲ့အစည်းပဲဖြစ်တာဒါကြောင့်ကျွန်တော်တို့မှာအဲ့ဒါမဖြစ်ဖို့ရတွေ့ကျွန်တော်တို့တတိထားရမယ်နော်ကိုစစ်ဆေးပါတယ်ကိုတော်လည်းလောရီကတင်းတော်ကိုစစ်ဆေးလို့ပြောတယ်လေနော်တင်းနေမတိပါတကားလို့ပြောတယ်အဲ့ဒါကြောင့်ဒါဆိုရင်လက္ခဏာတွေကြည့်ရအောင်ခမင်းဘိုက်ဝရတယ်ဘိုက်စားတယ်ဆိုတာဘာလက္ခဏာရှိလဲဘာဖြစ်သိရတယ်လဲဘိုက်ဝရတယ်နော်ဘိုက်စားတယ်ဆိုတာဘယ်ကနေသိရလဲစိတ်ကနေ သမင်းစားတယ်နော်စားတယ်နောက် မှန်ပါပါ ဘာတွေကလက္ခဏာရှိလဲဆိုစိတ်တူတွေစိတ်ဆိုးတယ်နော်နောက်တော့မှအားနေတယ်ဟုတ်တော့မလားအားမရှိဘူးအားနေတယ်နော်တခါနဲ့မျက်စိလည်းမှုံလာတယ်တချို့ဆိုရင်အလေးပင်တွေမမနိုင်တော့ဟုတ်တော့မလားမိုက်ပြီးတယ်ဆိုရင်ဘယ်လိုနေသလဲမိုက်ပြီးတဲ့လူရဲ့စိတ်ကဘယ်လိုနေသလဲဝင်လာတယ်နော်သမင်းစာနေတော့မှစားလိုက်ဘိုက်ပြီးဝသွားတယ်ကြိုက်တဲ့စားလိုက်တယ်ဆိုရင်တော့အာရတယ်နော်စိတ်မဆိုးတော့ဘူးရှိလာနိုင်တယ်အားရှိလာတယ်နော်ဒါကနဲ့မျက်စိလည်းကြည်လင်လာလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့အခုကိုယ်တိုင်ကလူများကောင်းကင်နိုင်ငံရောက်မလားမရောက်ဘူးလားဆိုတာခရုမဆိုင်တဲ့လူကဘာကြောင့်ခရုမဆိုင်တာလဲဝိညာဉ်တမရှိလို့ သူကိုယ်တိုင်ကောင်းကင်နိုင်ငံရောက်မှာမဟုတ်လို့ပဲဖြစ်လိမ့်မယ် စိတ်ချမှုမရှိ သူကိုယ်တိုင်စိတ်ချမှုမရှိဘူးအဲ့ဒီလူတွေက
ဘယ်တစံခံမလားအတင်းဝင်မလားဒါပဲစိတ်ဆိုးနေတယ်ဟုတ်လားမလားအထူးမဲ့ဒီလူတွေကဒီလူအမှုတော်ဆောင်မျိုးကဘာကိုကူးစားပေးမလဲဆိုတော့ငါဥစ္စာလေချမ်းသာတဲ့လူတွေလူကြီးလူကောင်းတွေတတ်နိုင်တဲ့လူတွေအဲ့ဓာတွေကိုပဲခုစင်းရဲသားတွေတော့ဂယုစိုက်မှာမဟုတ်ဘူးဘာကြောင့်စင်းရဲသားတွေဂယုမစိုက်တာလဲစင်းရဲတာတိုင်တို့ဌာနနေဘာမှရစရာမရှိဘဲနဲ့အတင်းတော်နေပဲသူ့ကိုဘာလို့နေရတော့မှာလဲပေးနေရတာပါဟုတ်လားမလားချမ်းသာတဲ့လူကြတော့ဘာကြောင့်အယမ်းကျူဆိုတာလဲသူတို့စီကနေယူမှာလို့ရတာပြောချင်တယ်နိအဲ့ဒါကြောင့်အဲ့လိုဖြစ်သွားတာဒါပေမဲ့ဝိညာဉ်အသက်ရှင်တဲ့လူတွေအဲ့ဒါတွေကြယုစိုက်ပါမလားမဆိုင်ဘူးမဆိုင်အဲ့ဒါတွေကြယုမဆိုင်ဘူးတတိကြီးလာပြီမဲ့လို့လေသူမှကေရင်ချင်းမရောက်ရဲ့လားကောင်းကင်နိုင်ငံမှဝင်ရမလားတခါရဲနဲ့မာနကြီးနေမှာနော်ဘယ်လိုပြောရမလဲအဲ့ဒါပဲစဉ်းစားနေမှာသူ့ရဲ့ဘာသာတွေသူ့ရဲ့လူငွေတွေကိုဘလူမာကူဥစ္စာလေးကြယုစိုက်မှာမဟုတ်ဘူးစင်းရဲသားလေးတွေ့လိုက်လေစင်းရဲသေးတယ်တခါရဲနဲ့ကောင်းကင်နိုင်ငံမှာရောက်မလားအဲ့ဒါကိုပူပန်ပေးမှာလေအဲ့ဒါကြောင့်ခင်ဗျအဲ့ဒါကြောင့်အခုကိုယ်တိုင်အသက်မရှင်တဲ့သူတွေကလောကပိုင်းဆိုင်ရာအပြင်ပန်းကိုပဲအာယုံပြုတ်နေတယ်တကယ်ဝိညာဉ်အသက်ရှင်တဲ့လူတွေကအဲ့ဒါတွေကြယုမဆိုင်ဘူးတတောင်းစားပဲဖြစ်ဖြစ်လူမိုင်းအသက်မထွက်တဲ့တင်းသမျှကာလပတ်လုံးကြယူဆိုင်တယ်ဥစ္စာပေါ်မှာမဟုတ်တော့ဒါကြောင့်အဲ့လိုပွာချသွားတယ်ဒါကြောင့်ကျွန်တော်တို့မှာလူအုပ်များတာမများတာအရေးမကြီးဘူးခါလုံးများစွာခင်ဗျားတို့ဖမ်းချင်သလားငါးတကောင်လေးပဲဖမ်းချင်သလားငါတကောင်ဖားလောင်းကအများကြီးခင်ဗျားဖမ်းရင်လေဖားလောင်းများဆိုကိုဘယ်သူတွေကဖမ်းကျင်တာလဲသူမောင်ဖမ်းကျင်လေးတွေကဖမ်းကျင်နေသူတို့မသိလို့လေငါထင်ပြီးတော့ဒါပေမဲ့နောက်လုံးများတာကြိုက်တဲ့လူတွေကဒီလိုရှိတယ်ကျွန်တော်ဥပမာပေးခြင်းတယ်အပုတ်အနတ်တွေစင်မှာဘာကောင်းနေများတတ်တယ်လေရင်ကောင်းဒါရင်ကောင်းများစွာအုံနေတဲ့ဥစ္စာခင်ဗျာကြိုက်သလားကြိုက်လေရှိရင်ကောင်းအများကြီးနဲ့ပြားတကောင်ဘယ်ပူကြိုက်လဲခင်ဗျာပြားတကောင်ပဲဒါချမ်းကောင်းပြားတွေကပုတ်တဲ့နေရာမှာသွားရလားမှန်ပါဘူးပြားတွေကဘယ်မှာပဲဘယ်ကိုလဲဘယ်နေရာပဲကတ်တာလဲပြားတွေကပြားတွေကိုကတ်ရှိတဲ့ပန်းဝုံနဲ့ပန်းဝုံရရှိတဲ့နေရာပဲသွားတယ်နော်ရင်ကောင်းတွေကတော့အဲ့ဒီနေရာလေးသွားပါတယ်တိတ်မမြောက်ဘယ်မှာပူများလဲရင်ကောင်းတွေကတော့ဟုတ်တယ်ကောင်းတယ်နေ့ဒီမှာအနက်ကြောင့်လူများတာနဲ့ခင်ဗျားကြည်နာသွားပြီဆိုသွားပါလေခင်ဗျားလည်းအဲ့ဒီထဲရင်ကောင်းအကြီးကြီးပေါ့ဟုတ်တယ်မလားအဲ့ဒါကြောင့်ကျွန်တော်တို့အစကနေမာနေတော့သွားပြီနော်ဒါပေမဲ့ကိုဘာယုံတယ်ဆိုတာကိုတိဖို့လူတယ်ခင်ဗျားကိုယ်တိုင်အသက်ရှင်ရဲ့လားကိုယ်တိုင်စိတ်ချရဲ့သူများကိုဘာသာတင်းသွင်းနေတာလားဘာငရေတော့ဖို့များဘာသာမတင်းသွင်းကောင်းပါဘူးတင်းသွင်းလည်းငရေတော့မှာမတင်းသွင်းလည်းငရေတော့မှာအထူးတည်းကျူးစားစရာတော့မလို့ဟုတ်တယ်မလားအဲ့ဒါကြောင့်အဲ့ဒါတွေမသိတဲ့လူတွေပြည့်ရများလုံးတယ်ဟုတ်တယ်မလားဘာငရေတော့ဖို့များကြည့်နေရသေးတယ်တင်းနေရသေးတယ်ဟာလောကမှာလည်းချုပ်တယ်ငရဲလည်းသွားအောင်မယ်မတန်လိုက်တာဟုတ်လားနော်ဒါရီစဉ်းစားဘူးလားဘာနိုင်ငံမှာဆိုရင်တင်းစားနေအမြဲတမ်းကြီးညာတာလားကြီးညာတယ်နော်ဟေးအဲ့တော့လည်းအိပ်ပြောချင်းဟုတ်တယ်မလားတကယ်သူတို့ကျန်းစာထဲမှာထိတိုင်းပဲအဲ့တော့လည်းတကယ်အကုန်အိပ်ပြောမလားအဲ့ဒီတကယ်အိပ်ပြောအဲ့ဒီမှာကြောက်ခရစ်တော်နဲ့အိပ်ပြောတယ်လို့ပြောကြရေးကြတာလေသူတို့လည်းသူတို့ရောက်ကြလူတွေကပို့တာ
သူများဥစ္စာကိုကျန်းစာသေးဥစ္စာကိုလူမြင်လို့လေခရစ်တော်နဲ့အိပ်ပျော်ခြင်းလုပ်တာကျွန်တော်ပဟိရိတခုမင်းမယ်ဘယ်တင်းတို့ဆရာကဒီအတုပချတဲ့ခါမှာလေတော့တော့မရေးသွားပါပြီဆိုတဲ့ဥစ္စာရှိသလားမရှိဘူးသလားဘယ်ဘူးပဲပူကြရတာလေဟုတ်ကဲ့ရော ကြတယ် သူကကောင်းကင်ပူတာကောင်းကင်မပူတဲ့အတုပရှိသလားမရှိဘူးမရှိဒါဆက်ကိုရောက်သွားလားမရဘူးရောက်ဘာလို့ပရိသတ်တရားဟောအဲ့ဒါကိုမင်းထွန်းထုံးသလားမထောက် မထုတ်တော့ ဟိုဒီတိုင်းပဲကြည်နန်းမာကြောင့်လဲလား နာမသိလို့ သူတို့ကဲတဲ့ချင်းမရလို့ အဲ့ဒါကြောင့်ကောင်းကင်ကအကုန်ပူကြတယ်နော်တင်းတို့ဆရာကကောင်းကင်ပူပိုင်ခွင့်ရှိသလား မရှိ မရှိဘူးဒါပေမဲ့ပူနေကြရသလား ပို့တယ် တက်တောင်လေးတွေမှာလည်းခက်တော်နဲ့အပြုတ်ချင်းတဲ့ဟုတ်တော့မလားโอ้အဲ့လိုပဲငရဲထဲကနေပြမဟုတ်ပါဘူးလို့ဟောနေမှာနော်ခရစ်တော်နဲ့မိတ်ပြောပါဘူးလို့ဟောနေမှာအဲ့ဒါကြောင့်ဘဝနဲ့ဆရာကောင်းတယ်နော်ကျွန်တော်တို့မှာဒါတွေစဉ်းစားဖို့လိုတယ်ဒါတွေစဉ်းစားဖို့လိုဒါများကိုယ်တိုင်ရှင်းရလားမရှင်းရင်ဘယ်လိုနည်းနဲ့မှသူများကိုမရှင်းတဲ့ဥစ္စာကိုပြောလို့ရင်မရအောင်ဒါမဲ့တော့မစားဘူးတဲ့တိတမျိုးကိုအရသာပြောလို့ရလားသူတစ်ပါးကိုမရဘူးတော့တချို့အရသာတွေကြတော့ဟောအရသာတွေတော့ခြူတယ်လို့ပဲပြောတယ်ခြူတာအမျိုးမျိုးရှိတယ်လေကိုယ်တိုင်စားဘူးမှပဲသိတာတရတီခြူတာနဲ့ကြံခြူတာနဲ့ကြားခြူတာနဲ့နော်ဟောတင်းပေါ်တီခြူတာတူကြလား ဘတူပါတူ မတူဒါပေမဲ့အကုန်လုံးကတော့ဗာနဲ့ပဲချုပ်လိုက်တယ်ဆိုခြူတယ်ဟုတ်တယ်မလားကဲဒါနဲ့တင်းပေါ်တီစားဘူးရင်တော့တင်းပေါ်တီရတာသိသလားသိတယ် ဒူရင်တီစားဘူးတယ်လို့ဟောသိသလားသိတယ် အချူကအမျိုးဆုံးရှိတယ်တခုနဲ့တခုမတူဘူးနော်ဒါပေမဲ့စားဘူးနေကြလူတွေမှပဲအချင်းချင်းပြောတဲ့ခါသဘောပေါက်တယ်โอ้ดูยินตีฉูလိုက်တာဆိုโอ้အနတ်လေးတွေပါတောင်းမှဟောရတယ်လို့ပဲခံစားလိမ့်မယ်တရက်တီးဆိုရင်လည်းတိတယ်စားဘူးတဲ့လူတွေဟုတ်တော့မလားဒါကြောင့်ကျွန်တော်တို့ခြူတယ်ဆိုတဲ့စာချင်းတယ်ဆိုတဲ့စာကကိုယ်တိုင်စားမှတိတယ်လို့ကဲရင်ချင်းတို့ရောက်တယ်မရောက်ဘူးဆိုတာလေကဲတကယ်ရောက်တဲ့လူကမှတိတာကဲရင်ချင်းတို့စိတ်ချတဲ့လူမှပဲကျွန်တော်ဆိုရင်ကဲရင်ချင်းတို့ရောက်နိုင်တယ်ယုံကြည်ခြင်းအဖြစ်ဆိုတာကိုကြီးစိုးတော်ကြောင့်ကဲရင်ချင်းတို့ရောက်နိုင်တယ်ဆိုတာ1994မှာစကြတယ်ကျွန်တော်ယုံတယ်ဒါပေမဲ့95မှာပဲတနစ်ကြာမှပဲစိတ်ချအဲဒီမတိုင်ခင်တော့ငါစိတ်မချဘူးနော်တင်းရင်ပေသွားမလဲဆိုတော့မသိဘူးနီးရမှာတော့သိနေပြီနီးရမှာသိနေပြီစိတ်မချအောင်စိတ်ချတဲ့ခါကျတော့လေအသက်တာလုံးဝပြောင်းသွားတယ်နော်များသောအားဖြင့်တိတာနဲ့ကြည်နတ်တာအပြုံမကိုလူပြုံကတိတာနဲ့ကိုကြည်နတ်သွားလားကြည်နတ်လို့ရတယ်လားမကျန်တယ်ဘူး တာတိတယ်လေသူရဲ့ဘောလီစိုက်ကြမှာကုန်တိတယ်ဖနာစိုက်ကျဲကုန်တိတယ်အဲ့တော့တိတော့လေသူ့ကိုတိလို့ရသလားမရမီးပွင့်သွားမယ်ဒုက္ခရောက်မယ်ဘယ်ချိန်မှထိလို့ရတယ်လေအဲ့ဒီပြုံမကိုဆိုင်မှာပဲလက်ထပ်မှာပဲမလားလက်ထပ်မှာပဲငါမင်းမဆိုတော့မှပခုံးဖက်လို့ရတာမလားအဲ့ကြောင့်ပိုင်တာနဲ့တိတာနဲ့တားကွာသလားကွာတယ်သူကတိတာနဲ့ငါတိပြီအဲ့ဒါနဲ့ပဲကျင်တော့လာအဲ့ဒါအယံတန်အဲ့ဒါကြောင့်တိတဲ့လူတွေကအသက်တာမပြောင်းဘူးနော်ပြုံမကိုဘယ်လောက်ပဲတိလူပြုံကနေအရာတိတယ်အရာဖြစ်နေတိုင်းမင်းဝင်ကနေပြန်လာတဲ့ခါမှာအင်းတခြားစီအင်းပြန်ရသလားပြန်ရတယ်ဒါမတိဘူးလားအဲ့ဒါအရာတိတယ်အတွင်းကကုန်တိတယ်ဒါပေမဲ့မဆိုင်ဘူးလေမပိုင်ဘူးလေအဲ့ဒါကြောင့်လမ်းခွဲရတယ်ပွဲသွားရကနေတော့လင်းမရစိခွဲမလား
ကွယ် ကိုယ်ကို ဝဲကိုအတူတူနေမလား နေမယ် အာအတူတူနေမှာနော်ဟိုနောက်ပြမဒါကြောင့်ဖိုင်တာနဲ့ဒီရာအရက်กว่าသလား ကွာတယ် ကွာတော့ အဲ့ဒါကြောင့်ဒါမို့တော့စောင်းနေနော်သူများတက်တင်ခံမဲ့လူတွေဟိုတိုင်းစိတ်ချတေချာဖို့ပိုင်ဖို့လို့တယ်နော်ကျွန်တော်ပြောပြီးပြီကျွန်တော်84မှာသဘောပေါက်တယ်သိတယ်85မှာစိတ်ချတယ်အဲ့ဒါမျိုးရှိသလားနော်စိတ်ချမှုရှိရဲ့လားစိတ်ချမှုမရှိဘူးဆိုရင်တော့မဟုတ်သေးဘူးဘာကြောင့်လဲဆိုတော့တန်ရှင်ခုနကယောမခန်းကြီးရှစ်ငယ်16မှာငါတို့ဝိညာဉ်နဲ့ဖယားဝိညာဉ်နာနေပြီးတော့မှငါတို့ဒီဖယားသားဖြစ်ပြီဆိုတာတက်တီခံတယ်လို့ပြောတယ်လေအဲ့ဒီတက်တီခံတဲ့ဥစ္စာကိုဝိညာဉ်နှစ်ပါးကနေတက်တီခံတယ်တန်ရှင်သောဝိညာဉ်တော်နဲ့ကျွန်တော်ဝိညာဉ်နာနေဖယားသားဖြစ်ပြီဆိုတာတက်တီခံတော့ဘယ်တော့မှသိတာလဲ ဝိညာဉ်တော်တည်တယ် ဝိညာဉ်နဲ့တန်ရှင်သောဝိညာဉ်တော်တက်တီခံတာကိုဘယ်တော့မှသိမှာလဲ စိတ်ကတည်တယ် စိတ်က စိတ်ကနေသိမှာအဲ့ဒါမစိတ်ချသွားတာလေစိတ်ကနေသိမှာစိတ်ကနေသိလာပြီဆိုရင်စိတ်ဘယ်လိုနေမလဲ ဝမ်းမြောက်တယ် ဝမ်းမြောက်တယ်နော်ငြိမ်သက်လာတယ်အဲ့ဒါမှစိတ်အကြံစီတွေဘာဖြစ်လာတယ်လဲ ဝိညာဉ်သဘော ကြော တော် င်းနေလာတယ်နော်စိတ်ကနေနောက်စိတ်ကနေစိတ်ကျွန်တော်တက်လုံးပဲတော့အုပ်ချုပ်နေလဲဆိုတော့စိတ်ကနေဦးဆောင်နေတာကျွန်တော်ရဲ့ဘဝကိုဒီဖယားသားဖြစ်ပြီးဆိုတာတိတာနဲ့လက်ခံတာနဲ့ကိုစိတ်ချသွားတဲ့ခါမှာစိတ်ကနေပြမလက်မြောက်အရှုံးပေးရမှာအဲ့ရတဲ့တက်တာဆိုအဲ့ဒါပဲလေစိတ်ကနေတို့လောက်ချင်တာရှိတော့လေဖယားအလိုတော်ကိုနော်လက်ခံပြီးတော့အရှုံးပေးရတယ်ဟုတ်နော်ဒီလိုရှိတယ်လေမိန်းမတယောက်ကအပြူမတယောက်ကယောက်ျားရပြီးပြီတို့ချစ်ကြကြလို့နော်အဲ့ဒါခါမှာကိုကလူချင်းတဲ့ဥစ္စာကိုခုခင်ဘုန်းတဲ့ကမကြိုက်ဘူးဆိုရင်ဘာလုပ်ရတယ်လဲ မလုံးရအောင် အကြိုက်ကိုရင်းပေးပြီးတော့ခုခင်ဘုန်းတဲ့ရဲ့အကြိုက်ကိုဘာလဲလိုက်ရတယ် လုံး လိုက်ရတယ်ကိုကအကြံကိုရဲ့အကြံစီကိုရဲ့အကြိုက်ကိုငင်းပယ်ပြီးတော့ကိုခင်ဘုန်းတဲ့ကိုချစ်တော်ရဲ့အကြိုက်ကိုဘာလုပ်ရတယ်လဲလိုက်ရ လိုက်ရ ဒါပေမဲ့အဲ့ဒါမလိုက်တော့တဲ့ခါမှာကျတော့ဘာဖြစ်လာတယ်လဲစကားများတော့တာ လိုက်ရ ဒါကြောင့်ကျွန်တော်တို့အခုကဒါပေမဲ့အဲ့ဒီအပြူမကယောက်ျားမမရသေးတဲ့ဥစ္စာကသူ့အကြံစီငင်းပယ်ဖို့ရလဲဘယ်လိုပဲငင်းပယ်ဘယ်သူအကြံယူမှာလဲဘယ်သူအကြိုက်လိုက်မှာလဲ ကိုချက် ကိုအကြိုက်ကိုငင်းပယ်ပြင်မယ်လို့ဘယ်သူအကြိုက်လိုက်မှာလဲတော့ယောက်ျားမမရတာ ကိုယ်က ကိုချက်ပဲ ကိုအကြိုက်ပဲပြန်သုံးတာပေါ့ဒါပေမဲ့ခင်ပွန်းတဲ့ရှိမှပဲခင်ပွန်းတဲ့အကြိုက်ကိုလိုက်เสียရှိမှာလေဟုတ်တော့မလားအဲ့လိုကြောင့်ဖြစ်တော်မှမရသေးပဲတန်ရှင်းတော်ဝင်တော်မှမရပဲနဲ့ဘယ်တော့ပဲကိုနှိမ့်ချတော်လဲဘယ်သူအကြိုက်နဲ့ပြန်သွားတာလဲ ကိုချက်တယ် အကြိုက်နဲ့ပဲပြန်ဖြစ်သွားတာအဲ့ဒါကြောင့်ကျွန်တော်1990နဲ့3ခုနှစ်လောက်တုန်းကထင်တယ်ဟိုးမြေမြို့မှာတင်းတော်တစ်ပါးမှာကျွန်တော်တို့တက္ကသိုလ်ကျောင်းသားတွေတေတန်းလို့ပြီးတော့တခါနဲ့31ရက်နေ့မှာကြုံကြိုက်တယ်ထင်တယ်ညနဲ့နှစ်ထောင်ပုံပြီးတော့နှစ်မှာလေညမှာရက်စစ်နေတွေမထွန်းပဲနဲ့ဘုရားကျောင်းထဲမှာလေဖယောင်းတိုင်လေးတွေကိုထွန်းပြီးတော့တခါနဲ့ကျွန်တော်ဆက်ကပ်ကြတယ်လေနော်တမန်တော်လုံးဘိုးလားမသိဘူးနှစ်ထောင်ကုန်လို့နှစ်ကျူဆိုတဲ့နေနဲ့ဒီနှစ်တွင်းမှာတော့ကိုအသက်အကြိုက်မလိုက်တော့ဘူးဖယားလိုတော့ပဲဆောင်းတော့မယ်ဆိုတော့မှစက်ကပ်ဘူးကြပါလားခင်ဗျားတို့ တကဘူးပါနဲ့ စက်ကပ်ဘူးပါတယ်နော်မြန်မာပြည်ကလက်လိုက်ရေးကဘယ်နည်းမှာရတာလဲ
1948 ဒီနေ့ ကျွန်တော်လေး ကျွန်တော်ကဒီရက်နေပါလေအတာကဒီဇင်ဘာလ30ရက်တရက်နေ့မှာစက်ပရမဘယ်နှရက်ခါနာလဲ 3ရက် ဒီ3ရက်ပဲခါတယ်4ရက်နေ့တော့ကျတော့လွတ်လိုက်ရပုံတယ်လေကြိုက်တယ်လို့ပဲနေတယ်တနေ့ပြီးတနေ့တလို့နဲ့ပဲပူရှစ်လာတော့ပူပြီးတော့မှပါပဲလေဒီပုံရလာတယ်ကြောင်းအဲ့ဒါစိတ်ပဲနော်ဒါတော့ပဲစက်ကနဲ့ပဲပြန်လို့ဆိုးသွားတာဝင်းရင်တော့အုပ်ဆိုးဖို့ရန်ဝင်းရင်တော့မရှိတာဘူးဝင်းရင်တော့လေတခါတည်းနဲ့အားမရှိဘူးလေတော့နဲ့သူစိတ်ကမဲနိုင်နေတာနော်ဝင်းရင်ကအချင်းသားဖြစ်တယ်စာဘုံကြတယ်ဘုခန္ဓာကကျွန်းဖြစ်နေတာသိလားဝင်းရင်တော့ဘာခန္ဓာရတယ်လေ ကျင်းချခံရတယ် စိတ်ရဲ့အချင်းထောင်တွေထဲမှာရောက်နေတာနော်နောက်ပြမစိတ်ကဘူကြတယ်ကိုခန္ဓာပါလေ အစေခံ စိတ်ခိုင်းတယ်များလို့လုပ်တော့တာပဲစိတ်ခိုင်းတယ်များလို့လုပ်တော့တာပဲအဲ့ဒါကြောင့်အဲ့ဒါလို့ကိုပြင်းစဲနှိမ့်ဆက်နေတာနော်ကျွန်တော်တို့ထဲမှာဘယ်အရာကအဆူဆုံးလဲလူမှာ စိတ် စိတ်ကစိတ် စိတ်ကအားဆိုးတယ်နော်ကျွန်တော်တို့ဘဝဖြစ်စည်းတာပဲတို့ကလည်း စိတ် စိတ် နော်အခုဒီတမာတရားကိုလည်းငင်းနေတာပဲတို့ကလည်း စိတ် စိတ်က ဝိညာဉ်တော့နားထောင်လို့အားပေးမှာဝိညာဉ်တော့ဒီတရားကိုတားကြိုက်လိမ့်မယ်နော်ကိုခန္ဓာတော့အဲ့ဒီမဟုတ်ဘူးဟုတ်တယ်မလားကိုခန္ဓာကတော့မနေ့စားချင်းပြီးကိုခန္ဓာကတော့ဘာတို့မှညီးတွားနေမယ်နေမကောင်းတဲ့လို့ဆိုဒါပေမဲ့စိတ်ကတော့မလုပ်နေတာလဲဆိုတော့စိတ်ကနေ9000မဲ့ပါလဲဆိုတော့မှတခါတည်းနဲ့စိတ်ကနေဘူချနေတာကျွန်တော်တက်တာပါလေအဲ့ဒါကြောင့်စိတ်ကိုကျွန်တော်တို့စိတ်ပြောင်းလဲရမယ်တဲ့ဟုတ်လားမလားစိတ်ကျွန်တော်စိတ်ပြောင်းလဲရမယ်ဆိုတာဘယ်သူကပြောတာလဲ ဒီစိတ်တရားတော့ စိတ်ကနေပဲပြောတယ်စိတ်ကနေပဲပြောတယ်ဆိုတော့ငါပြောင်းမှဖြစ်မယ်တော့ပြဿနာကောင်ကငါပဲလို့ဘယ်တော့ပဲပြောစိတ်ကပြောင်းနိုင်သလား မပြောင်းနိုင်ဘူး ပြောင်းနိုင်ဘူးနော်စိတ်ကမပြောင်းနိုင်ဘူးတော့ဘယ်တော့ပဲ boxing တော့ဘယ်တော့ပဲနဘန်လုံးတော့တကားနဲ့ကိုအလဲထုတ်လိုက်တယ်ဆိုတာကြားဘူးလား မကြောက် ကြားဘူးဘာလို့အလဲမထိုးတာလဲကိုမထိုးချင်ဘူးလေအဲ့ဒါကြောင့်ကျွန်တော်တို့စိတ်ကသူကတခါနဲ့မိချောင်းလိုပဲတခါနဲ့နှိမ့်ချဆောင်ပြီးတော့မှတခါနဲ့ငါပဲပြတာကောင်းဆိုတော့မှစိတ်ပြောင်းလဲရမယ်ပြောင်းလဲရမရဘူးအတော်ဆုံးတော့ဆရာဝန်ကလည်းသူ့ရဲ့နှလုံးကိုအစားထိုးလို့ရသလားမရ ဘူးသူ့နှလုံးအစားထိုးဖို့လိုတယ်ဆိုဘယ်သူကလုပ်ပေးရလဲဆိုတော့တခြားဆရာဝန်ကလိုတယ်ကျွန်တော်တို့ကဘာနှလုံးရှိတယ်လဲဆိုတော့ကြောက်နှလုံးရှိတယ်ဘာကမတော်နဲ့မိုင်းရှုမတော်နဲ့မိုးပုံမတော်နဲ့ဓမြထဲမှာကြောက်သူစီရာရှိတယ်ကျွန်တော်ထဲမှာဘာကြောက်ရှိလဲမာကျွန်တော်လုံးရှိတယ်အဲ့ဒါကိုဘယ်သူကပဲအစားထိုးမှာလဲ တရား အဲ့ဒါပဲကျန်ပိုင်လေ ဒီကြလာ36အဲ့ဒါဆက်ချာ စကြည်လာ36အငယ်26မှာနော်အကြောင်းကျွန်တော်တို့ဖယားတခင်နာပဲကျွန်တော်တို့စိတ်နှလုံးအတစ်ကိုပေးမယ်တဲ့အသားနှလုံးပေးမယ်တင်းတို့ထဲကကြောက်နှလုံးကိုနှုတ်ပြီးတော့သူပြောသွားတယ်လေနော်အဲ့ဒါကြောင့်အဲ့လိုနှလုံးပြောင်းပြီးသားလူတွေအသားနှလုံးရတဲ့လူတွေကပဲဖယားစကားနာထောင်လို့ရဟောပြောမခံဘူးနော်ထိတ်ကနေဆိုရင်6ဖို့ပဲသိတယ်ကိုထက်တော်တဲ့လူကပြောတာတော့လက်ခံနိုင်တယ်နော်ကိုရွေတူပဲပြောတာတွေကတော့နေတော့ငါလည်းသိပါတယ်ဖြစ်နေတာနောက်တော့မှကိုထက်နေတဲ့လူကပြောတော့ပူဆိုးတယ်ဆရာလာမလုပ်နဲ့အဲ့လိုဖြစ်တာဟုတ်တော့လားဒါပေမဲ့နှလုံးစိတ်နှလုံးပြောင်းပြီးသားဒါနှလုံးရတဲ့လူတွေကတော့ကိုထက်မြတ်တဲ့လူကပြောရင်လေနားတော့လား
နောက်ထားတယ် တော့ပြောပြီးပြီငါတကယ်ပဲငါမှားတယ်ထင်တယ်ဆိုတော့မှခံယူနိုင်တယ်လေဒါမှမဟုတ်တော့ကိုယ့်ထက်တော်တဲ့လူကပြောတာကိုပဲလက်ခံတယ်ဒါတော့မှတော်တာလူအုပ်စုများလာပြီဆိုတော့မကြိုက်တော့အမှလက်မခံခြင်းတော့ပုံကန်ဖို့ပဲလုပ်တော့တာဒါကြောင့်ကျွန်တော်တို့ဝိညာဉ်အသက်ရှင်ရမယ်ဝိညာဉ်အသက်ရှင်ဖို့ရအတွက်ကတန်ရှင်တော်ဝိညာဉ်တော်ရမယ်တန်ရှင်တော်ဝိညာဉ်တော်ရဖို့ကဘယ်အရာကတာဟတ်တာပြုတ်နေတာလဲဒီကစိတ်နှလုံးပါပဲအဲ့စိတ်နှလုံးကိုဖယားတဲ့ခင်ကိုအပ်လိုက်ရမှာနော်ကိုရောကျွန်တော်စိတ်နှလုံးခိုင်မာနေတယ်ကိုရောပဲလဲပြီးပါကိုရောပြောတဲ့အတိုင်းပဲတခါနဲ့အသားနှလုံးပေးပါလို့ကျွန်တော်တို့ဖယားတဲ့ခင်ခံမှာချင်းကန်မှာပဲတကယ်စိတ်နှလုံးအကျွင်းမဲ့နဲ့အဲ့လိုနေချတယ်ဆိုရင်တော့ဖယားကအသားနှလုံးပေးလိမ့်မယ်အသားနှလုံးပေးပြီဆိုရင်ခင်ဗျာဖယားစကားနာထောင်ဖို့ရပါဖြစ်သွားပြီလေတွေ့သွားပြီတွေ့သွားပြီလွယ်လေးပဲဖယားစကားနာထောင်နေဆိုတာတားလွယ်တယ်နော်ဘယ်တော့ပဲပြောကိုမားတယ်ဆိုတော့ဝန်ခံနိုင်တယ်အသားနှလုံးကတော့ဟုတ်တော့မလားကလေးလေးကပြောရင်တော့ဟုတ်သားပဲငါမှားသွားတယ်နော်လို့ဝန်ခံဖို့ရမခဲရင်ဘူးဒါနဲ့ကြောက်နှလုံးသမားတွေကတော့တကယ်ကိုကြောက်ရတဲ့လူနော်ကိုယ့်ထက်အများကြီးတော်တဲ့လူကိုယ့်ထက်အရာကြီးတဲ့လူကပြောမှပဲလက်ခံနိုင်ဒါတောင်မှဝေရမှာတော့စိတ်ဆိုးသေးတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့မှာဝိညာဉ်အသက်ရှင်ရမယ်နော်အုံးသီးနဲ့တူတယ်ကျွန်တော်တို့အုံးသီးကတန်ဖိုးကဘယ်နေမှာရှိတာလဲအုံးသီးတန်ဖိုးကဘယ်မှာရှိလဲအုံးဆန်မှာနော်အခုမှတန်ဖိုးရှိလားရှိဘူးဒီလိုတန်ဖိုးနှမျိုးရှိတယ်နော်အပြင်ခွန်နဲ့အတွင်းခွန်ကအုံးမခွက်လောက်တယ်မလားအဲ့ဒီအတွင်းခွန်နဲ့အပြင်ခွန်ဘယ်ပုံမှာလဲအတွင်းခွန်နော်တန်ဖိုးရှိတယ်ဆိုတာဘယ်မှာရှိလဲဆိုအထဲမှာစံနေအဲ့ဒါဖြူတယ်နော်ထဲမှာကြာသွားရင်လေအုံးစာနာညညိုးသွားလားမငင်းညိုးအခုနေနှွာပလိုက်ရင်အထဲကခွဲပလိုက်ရင်အုံးစာနာအတူတူပဲကျွန်တော်တို့ဝိညာဉ်နဲ့တူတယ်လို့ကျွန်တော်ပြောချင်တယ်ကျမ်းစာတော့မပြောပါဘူးကျွန်တော်ပြောတာပါဥပမာပေးဆိုတော့ဒီမှာကျမ်းပိုက်လဲလို့မမင်းနဲ့ကျမ်းပိုက်မဟုတ်ဘူးကျမ်းစာအဲ့လိုမပြောဘူးဒါပေမဲ့ကျွန်တော်ခင်ဗျားတို့နားလေအောင်ပြောပြတာအုံးဆန်ကျွန်တော်ဝိညာဉ်ကအုံးဆန်လို့ပဲဖြူပွေးနေတာနော်အုံးဆန်ကမပုတ်ဘူးဆိုရင်တော့အကုန်လုံးဘာအယောင်ရှိလဲဖြူရောင်ရှိတယ်နော်တတ်တယ်နော်အဲ့လိုပဲကျွန်တော်တို့ဝိညာဉ်လည်းအဲ့လိုဖြစ်လိမ့်မယ်အဲ့ဒါမှဘယ်အရာကအုံးဆန်ကိုစားလို့မရအောင်ကာနေတယ်ဆိုတော့စိတ်နှလုံးပဲစိတ်နှလုံးကနေနော်အပြင်ခွန်အုံးဆန်ကျူလို့တဲ့အပြင်ခွန်ကတော့ကိုခန္ဓာနဲ့တူတယ်အတွင်းခွန်ကတော့စိတ်နှလုံးနဲ့တူတယ်မာကြောတယ်ဒါပေမဲ့ဘုံဆန်စားခြင်းတယ်ဆိုရင်တော့အဲ့ဒီအပြင်ခွန်နဲ့အတွင်းခွန်ကိုဘာလို့ရမှာလဲခွဲရမယ်ဒါတော့မကရမတာခွဲရအဲ့ဒါမခွဲပဲနဲ့အုံးဆန်စားလို့မရဘူးဒါကြောင့်ကိုယ်ခန္ဓာလိုမလိုက်ရဘူးစိတ်အလိုမလိုက်ပဲနဲ့အခွဲခံမှပဲတခါနဲ့ကျွန်တော်တို့ဝိညာဉ်နာအသက်ရှင်လာလိမ့်မယ်ဖယားခင်ဝင်လာလို့ရမယ်ကျွတ်တော်ဝင်လာမှပဲကျွန်တော်တို့ဝိညာဉ်နာအသက်ရှင်လာလိမ့်မယ်အဲ့ဒါမှပဲတမာတရားပြောတဲ့ဥစ္စာနားလေနာလာနိုင်လိမ့်မယ်မြန်မာလူပြောပြီမယ်လို့တမာတရားနားမလည်နိုင်ဘူးနော်အဘပြောမှနားမလည်နိုင်ဘူးအရာသာမတွေ့နိုင်ဘူးတတ်ချင်းတော်ဝင်ရင်တော့မဝင်ဘူးဆိုအဲ့တော့ကြောင့်ကျွန်တော်တို့မညာမတာအတွင်းခွန်ရောအပြင်ခွန်ရောတခါနဲ့ကျွန်တော်တို့ခွာမှပဲဘုံဆန်ကိုစားလို့ရသလိုတခါနဲ့ကျွန်တော်တို့စိတ်ကလိုမလိုက်တခါနဲ့ကိုယ်ခန္ဓာအလိုမလိုက်ပဲနဲ့ဖယားတခင်ချစ်တော်ကိုအတွင်းထဲမှာဝင်ခိုင်းမှပဲချစ်တော်ဝင်သွားပြီဆိုခင်ဗျားတို့ကျွန်တော်တို့ရဲ့ဝိညာဉ်ကအသက်ရှင်လာမယ်အသက်ရှင်လာတဲ့အခါကျတော့ဘာဖြစ်မှာလဲဆိုတော့
ဖယားအလိုတော်နားလေလာလိမ့်မယ်ဖယားအလိုတော်နားလေလာတဲ့ခါမှာစိတ်ကိုညှို့ကြားလာတော့မယ်စိတ်ကိုညှို့ကြားလာတဲ့ခါမှာကိုယ်ခန္ဓာကိုလက်ဆင့်ခံမယ်အဲ့ဒါကကိုယ်ခန္ဓာကဖယားအလိုတိုင်းအသက်